ကိုယ့်အိမ်ထဲမှာကိုယ်တယောက်တည်းရှိနေလို့ထင်နေရလားဒီစကားကိုကြည့်ပြီးရင်တော့ဒါကြီးတို့အဲ့လိုထပ်တွေ့ရမှာမဟုတ်တော့ဇလန်ကတော့ရဲရရှိတယောက်ရဲ့အိမ်မှာထူးစင်တာတွေစဖြစ်တာပါပကံတွေဖြော့ဖြော့သွားတယ်တီဗီကသူ့လိုဖွင့်လာတယ်နောက်ဆုံးအိမ်ရခင်ပေါ်မှာတစုံတယောက်ကစီးသွားတာမျိုးတွေပါကြုံလာရတယ်တရေ6တောင်ထင်နေရလားမဟုတ်ပါတရေတော့ဒါကြီးတို့ကျွန်တော်တို့မသိသေးတဲ့ frogging ဆိုတဲ့ထူးစင်တဲ့ဖြူမှုတစ်ခုကြောင့်ကိုဒီဇလန်ထဲမှာမြင်တွေ့ရမှာပါလူတယောက်ကကိုယ့်အိမ်ရဲ့လူမမြင်ရတဲ့တောင်းတနေရာမှာကိုအောင်နေပြီးတော့ကိုယ်နဲ့တူနေထိုင်နေတဲ့ဆွဲကိုသိသွားတဲ့အခါမှာတော့ဘာလို့ဆက်ပြလာမလဲဒီကားရဲ့လက်ပြောင်းကတာကြီးတို့ကျွန်တော်တို့ထင်တာထပ်ပို့ပြီးတော့နှံ့နေပါတယ်အိမ်ထဲကလူမသိတဲ့ဧည့်သည်ကဘယ်သူလဲဆိုတာကိုသိချင်တော့ ICU ဆိုတဲ့ဒီဇလန်လေးကိုအခုပဲရှာဖွေပြီးတော့ကြည့်လိုက်ကြဖို့ကြံပေးချင်ပါတယ်အခုလိုမျိုးထူးဆန်းတဲ့ဇလန်အကြောင်းအရာတွေကိုသိချင်တယ်ဆိုလို့ရှိရင်တော့ Select တိုင်းကို Subscribe လုပ်ထားဖို့မမေ့ပါနဲ့